စားဘူးသမျှအထဲမှာမကြိုက်ဆုံးနဲ့ဈေးအကြီးဆုံးလို့ခံစားရတဲ့အသီးဖြစ်ပါတယ်ဒီအသီးကကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင်ကျွန်တော်လမ်းထိပ်ကိုထွက်နေတဲ့အချိန်မှာဒီလမ်းအလယ်လောက်မှာအပင်အကြီးတစ်ပင်ရှိရပေါ့နော်မိုးရင်းဘက်အခုလိုမိုးဦးကြဆိုလို့ရှိရင်အသီးတွေအများကြီးကျွေတာလို့ကျွန်တော်တန်နေပြီးတော့လမ်းထိပ်ကိုရှောက်နေကြပါတော့အခုတော့ဈေးထဲမှာဒီအသီးကိုတွေ့ရတယ်ရန်ကုန်ကအသီးနဲ့အရသာဘာကွာလဲဆိုတာစမ်းကြည့်စင်တဲ့သဘောနဲ့ဝယ်ခဲ့တာဖြစ်ပါတယ်ဝယ်တော့လေသူကကီလိုနဲ့ရောင်းတာဗျာဒီအထုပ်ကိုကျွန်တော်ကင်လိုက်တဲ့အထုပ်ကဒါ90တောင်ပေးရတယ်ဆိုတော့ဒါဈေးကြီးရလို့ပြောရမှာပေါ့နော်ကျွန်တော်ရန်ကုန်မှာဆိုရင်အလကားရတဲ့အသီးဖြစ်ပါတယ်စားကြည့်တော့လေထူးမချမ်းသာပါပဲသူကဖန်ဖန်ချူချူလေးနဲ့ချင်းလဲချင်းတယ်ပေါ့နော်အဖန်ရဲ့အချို့ရဲ့အချင်းရဲ့၃မျိုးကိုရတာပေါင်းဆက်ထားတာဖြစ်ပါတယ်တပြေးသီးကြိုက်တဲ့လူကတော့ကြိုက်တာပေါ့နော်ကျွန်တော်ကတော့မကြိုက်ဘူးမတန်ဘူးလို့တော့ခံစားရတယ်ဒါပေမဲ့လည်းဒါဝယ်လာပြီးမှတော့ဒီဟာကိုစားမဲ့အဖို့မရှိတော့တယောက်တည်းပဲစားပါတယ်